ကိုမိသားစုတွေပဲနင်ငါမွေးထားလို့ငါကြွေးထားတာဆိုအထင်သေးမြင်သေးမလို့အောင်မိဘနင်ကိုငါကြွေးထားတာဟဲ့ငါပြောတာနားထောင်သွားမအော်လေးနဲ့နော်လူဆိုတာသူ့အခွင့်အရေးနဲ့သူရှိတယ်သူပြောတာမှန်ရင်လက်ခံရတချို့ကြတော့တစ်ဖက်သက်ကြီးတွေလက်မခံနေ့နဲ့ငါအရင်ထမင်းစားတာလို့ပြောသေးတယ်ထမင်းအရင်စားတာနဲ့ဘာဆိုင်လို့ဗိုက်ပြေးတာပဲရှိတော့နော်ထမင်းစားတာနဲ့အရင်ထမင်းစားတာနဲ့ဘာဆိုင်လဲဟိုပြောလိုက်ပြောတတ်ကြတယ်ပေါ့နော်လူတွေအဲ့ဒါမျိုးကြတော့ဓာတ်တဝါအဝါသနာတိပေးလူပြီးတဲ့နောက်ငါကြွေးထားတာငါ့ကိုဆရာမလုံးနဲ့ငါကြွေးထားတာငါခိုင်းတဲ့အတိုင်းလုပ်ငါပြောတဲ့အတိုင်းလုပ်ဆိုပြီးတော့အဲ့ဒီလိုအပေါ်စီးယူတဲ့လူမျိုးလည်းရှိတယ်အဲ့ဒီလူမျိုးကတရားမရှိတဲ့လူပဲလူချင်းတာအပေါ်စီးယူတာမဟုတ်ဘူးဘုန်းကြီးကျောင်းနေသွားပြီးတော့ကျောင်းဆောက်ပြီးတော့ကျောင်းတကာမှကျောင်းတကာကျောင်းအမဆိုပြီးတော့ဘုန်းကြီးပေါ်လာပြီးတော့အုပ်ချုပ်တဲ့လူမျိုးကလည်းရှိတယ်အဲ့ဒါမျိုးရှိအတော့ကြောက်ဖို့ကောင်းတယ်အဲ့ဒါမျိုးနော်အေးတခါကြားဘူးလားပြောရမယ်ဆိုဘုန်းကြီးကျောင်းကိုကျောင်းဆောက်ထားပြီးတော့သူတို့လာတဲ့အခါကျတော့အဲ့ဒီကျောင်းကိုသူကနေချင်တယ်ဘုန်းကြီးကဒီပြင်ကျောင်းနေဒီမှာဧည့်သည်တွေရှိတယ်ဆိုဧည့်သည်တွေမောင်းချပြီးတော့သူတို့ဆောက်တဲ့ကျောင်းသူတို့ပဲနေမယ်ဆိုပြီးတော့လုပ်တယ်အဲ့တော့ဘုန်းကြီးကလက်မခံတော့စိတ်ဆိုးပြီးအဲ့ဒီကျောင်းမသွားတော့ဘူးလို့ပြောတယ်ဘာဆိုင်လဲကိုလှူထားပြီးသားဖြစ်ရမယ်မုဒ္ဒစာဂီဆိုတဲ့သဘောကဘာလို့ဆိုကိုလှူတာကိုအတွက်မဟုတ်ဘူးလေအစတည်းကစဉ်းစားလေကိုလှူတဲ့ဟာကမုဒ္ဒစာကလွတ်စွန့်ကြဲပြီးတော့လှူတာဖြစ်ရကျောင်းတကာဆိုတဲ့နာမည်ကျောင်းအမဆိုတဲ့နာမည်ကလှူလို့ရတာဟုတ်ပြီလှူတာကိုပဲကိုယ့်အကိုထားကိုလှူလိုက်တာကိုအလှူလေးပဲအာယုံပြုအေးငါလှူထားတာတောင်လုံးမြောင်းလုံးမလုံးနဲ့ငါလှူထားတဲ့ကြောင်မထိနဲ့ငါလှူထားတာကိုမောင်းချမယ်ဆိုရင်သူဟာကအုပ်ချုပ်မှုပါနေတာပေါ့ငါအိမ်လို့ဖြစ်မနေဘူးလားဒါမျိုးတွေရှိတတ်လို့ပြောပြလှူပြီးဆိုလို့ရှိရင်အပြတ်လှူရတယ်လာပြီးဘယ်သူကိုလှူတာလဲသာသနာကိုလှူတာဆိုရင်သာသနာဆိုင်တယ်ငါမဆိုင်ဘူးတန်ခါလှူတယ်ဆိုရင်တန်ခါဆိုင်တယ်ငါမဆိုင်ဘူးရက်ွက်လှူတယ်ဆိုရင်ရက်ွက်ကပဲဆိုင်တယ်ငါလည်းမဆိုင်ကိုလှူထားတာကအပြတ်ပဲကုသိုလ်ရအောင်ပဲချီရဒီပေါ်မှာတော့အုပ်ချုပ်တာတွေဘာတွေတော့လှုပ်ပြီးတော့နေပဲဆိုရင်အကုသိုလ်တွေလာလိုက်ပဲအဲ့ဒီပုဂ္ဂိုလ်ဟာတရားမရှိဘူးလို့ပြောတာနော်လှူထားပြီးတော့အထင်သေးမြင်သေးမလုပ်ရဘူးတဲ့ကိုလှူတာအပြတ်ကိုလှူတဲ့အလှူဟာအပြတ်ပဲဖြစ်ရပြတ်သားသားလှူတာဖြစ်ရဘာမှနောက်ဆက်တွဲမလုပ်ဘူးလှူပြီးဆိုလို့ရှိရင်ပြတ်သားအဲ့ဒီလိုဖြစ်ရဘယ်လိုနေရာကြတော့မပြတ်ရဘူးလို့ဆိုပြတ်ရင်တော့ပြင်လိနေတဲ့ပုဂ္ဂိုလ်တွေသွားပြီးမဟုတ်ချုပ်နေဒီလိုဆိုလို့လားပြတ်ရင်တော့ပြင်ငါလှုပ်ထားတာနဲ့ဒီလူတွေကောင်းကောင်းမလုပ်ဘူးလို့ငါလှုပ်ထားတဲ့အလူကိုဖျက်ဆီးကြတယ်ဆိုရင်အကုသိုလ်မယူနဲ့လေကိုလှုပ်တာကိုကုသိုလ်ရပြီးပြီဖြတ်တာကဖြတ်တဲ့လူရဲ့အပြစ်လေဖြတ်တဲ့လူရဲ့အပြစ်ကိုကိုကသွားပြီးတော့ဝဲသလိုဖြစ်နေတာငါဆောက်ထားတာမင်းလှုပ်ထားတဲ့အပြစ်တွေငါလည်းလည်းပေးပါဆိုတာသွားလှုပ်တာမျိုးဖြစ်လှုပ်တဲ့လူကအပြစ်ပဲလေကို့မှာကုသိုလ်တတ်မှန်လေးရအောင်လုပ်ပါအဲ့တော့မြတ်စွာဘုရားဓာတ်တဝါအဝါဇာနာတိလှူပြီးအထင်သေးအမြင်သေးဆက်ဆံတတ်တဲ့ပုဂ္ဂိုလ်ဟာတရားမရှိတဲ့ပုဂ္ဂိုလ်ပဲတရားမရှိတဲ့ပုဂ္ဂိုလ်ပဲဒါကြောင့်မို့လှူပြီးတဲ့နောက်မှာအဲ့ဒီလိုစိတ်ဓာတ်မျိုးမမွေးရဘူးဒီလိုမှတ်သားလှူလိုက်တာနဲ့တပြိုင်နက်ဘာပဲဖြစ်ဖြစ်အလူကပုဂ္ဂိုလ်တွေအတုံးချတဲ့ပုဂ္ဂိုလ်တွေစိတ်တိုင်းကြသုံးမစိကိုလှူတာဘာမှမဖြစ်ခိုက်ဘူးအဲ့ဒါအဲ့ဒီလိုမဟုတ်ဘဲနဲ့ငါလှူထားတာကိုလာပြီးလုံနေကြတယ်တို့ဆိုလို့ရှိရင်တော့ကိုယ့်အတွက်မှာကောင်းကျိုးချမ်းသာရဖို့သိမရှိဝမ်းသာနေရမှာလားရှေ့တုန်းကဘုရားကြောင်းဆောက်တဲ့ဒကာကြီးတယောက်ရှိတယ်စိတ်ကောင်းအလွန်ရှိသူเจ้าကိုမတည့်တဲ့လူကနေပြီးတော့ဘုရား
နဲ့တန်ဃာတွေမြို့ထဲဆွမ်းကကြွားနေတဲ့အချိန်မှာကျောင်းကိုမီးတင်ရှို့လိုက်တယ်မီးတင်ရှို့တော့ကျောင်းမီးလောင်တယ်ဆိုတော့ကျောင်းတကာကြီးပြေးသွားတယ်ပေါ့ကျောင်းပြေးသွားတဲ့အခါကျမမိတော့ကျောင်းက7ပုံ9ပုံလောက်ကမီးလောင်သွားအဲ့တော့ကျောင်းတကာကြီးကဘာလုပ်လို့ဆိုလက်ပမောင်းခတ်တယ်တဲ့ဝမ်းသာလိုက်တာဝမ်းသာလိုက်တာဆိုပြီးပြောတယ်ဘာဖြစ်လို့ဝမ်းသာလိုက်တာတော့ပြောတယ်ငါနောက်တစ်ကျောင်းဆောက်ပြရအောင်ပါဟောအဲ့လိုသာစိတ်ထားတာကြည့်အဲ့လိုစိတ်ထားတာဟာပြက်ပြက်သားသားလှူတာဖြစ်လို့သာဖြစ်တယ်ပေါ့အဲ့လိုမဟုတ်ဘူးဆိုရင်ငါကျောင်းကြီးသွားပါပြီဆိုပြီးတော့ငါကျောင်းဆိုတဲ့အစွဲလန်းနဲ့ဆိုရင်တက်တောင်သွားလိုက်အောင်နော်အမလီငါကုံထားတဲ့ငွေတွေလဲတာမဟုတ်ငါကျောင်းကြီးတော့ကုံပါပြီတော့ဆိုရင်ဒုက္ခတောင်ရောက်ပါမယ်အဲ့လိုမဖြစ်စေရဘူးတဲ့နော်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာတရားမရှိဘူးလို့ပြောရတယ်တရားမရှိဘူးဆိုတာကုသိုလ်ရဖို့နဲ့